ဘဝမှာမတောင်းတဲ့စုတွေကပါလိုအပ်တဲ့အချိန်တိုင်းမှာလိုအပ်တယ်လို့တောင်းစရာမလိုဘဲနဲ့အလိုအလျောက်ဘဝမှာပြည့်စုံနေရယူချရှာလာဖို့ရန်အတွက်ဒီကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဖခင်လူတွေကိုအဝပြုတတ်တော်သူတွေပြုစုတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်ဓမ္မရဲ့စဒုဒဆောင်ခန်းကြီး၄မှာအငယ်73မှာတလို့ပြောတယ်အေလိရှေကတင်းဒီငါတို့အဖို့ဤမြလောက်လှုပ်ကြွေးပြုစုဒီအတွက်တင်းအဖို့အဘယ်တို့ပြုရမည်နည်းတင်းအဖို့ရှင်ဘရင်ထံဘိုလ်ချုပ်မင်းထံ၌ငါပြောရမည်လို့ဂေယာစီမေးမိအကြောင်းစီရင်တော့မိန်းမကကျမသည်ကိုယ်အဆွေမျိုးတို့တွင်နေပါအောင်မည်ဟုပြန်ပြော၏ဒီမှာရှုနေမျိုးသူကဖယားလူချစ်တဲ့အေလိရှေကိုဒီဖယားလူအေလိရှေလာနေစရာအိမ်အခန်းအိတ်စရာကတဲ့သုံးပုံစပွဲစားစရာတွေကိုအေလိရှေသူတို့မျိုးကိုလာတိုင်းမှာဒီအဝတ်တူပြီးအကောင်းဆုံးအခန်းပြုစုခဲ့ခြင်းကဒီရှုနေမျိုးသူအနေနဲ့လိုအပ်တဲ့အရာတွေကိုဖော်ပြစရာစုတောင်းခံချက်တင်စရာမလိုပဲနဲ့ဖယားလူချန်ကနေပြီးတော့ဒီဘာလုပ်ပြရမလဲဘာလို့ချင်လဲဆိုပြီးမေးလာဒီအထိအဲ့လိုမေးလာတာတော့မှရှုနေမျိုးသူကတလို့ပြောတယ်ဒီကျမတို့ဘာမှမလုပ်ဘူးလို့ကျမဆွေမျိုးတို့ဒီနေပါအောင်မီဆိုပြီးတော့အဲ့တခွန်ပဲပြောပြီးမယ်ဒီကန်းကြီး73ရဲ့နောက်ပိုင်းမှာဆက်ကြည့်တဲ့အခါမှာဖယားရဲ့လူအေလိရှေကဂေဟာစီကိုမေးပြီးတော့သူတို့မှာတာသမီးယတနာမရှိသေးဘူးဆိုပြီးတော့သူတို့ရဲ့လုံအပ်ချက်ကိုသူတို့ကတော့မှမထုတ်ဖို့မပြောပြပေမဲ့ဖယားလူအားဖြင့်ဖယားခင်ကပြင်ဆင်ပေးခဲ့တယ်လုံအပ်တဲ့အရာတွေချက်ပူရှင်စွာထောက်ပံ့ပြင်ဆင်ပေးခဲ့တယ်ဆိုကိုတွေ့ရတာဖြစ်ပါဆိုတော့ဒီဘဝတတတဲ့မှာတောင်းစရာတော့မလိုတဲ့အထိဖယားခင်ကတနေ့ကျွန်တော်ကိုလိုအပ်တဲ့အချိန်တိုင်းမှာလိုအပ်တယ်လို့မဆာဂျေဇုပြုပေးဖို့ရန်အတွက်အစဉ်သင့်ရှိတဲ့ဖယားဖြစ်ပါဒါမဲ့ဒီကျွန်တော်ဘက်ကနေလုပ်ရမယ့်အရာကဘာလဲဆိုလို့ရှိရင်ဖယားနဲ့ဆိုင်တဲ့ဖယားလူတွေကိုအကောင်းဆုံးအဝတ်ပြုတတ်ခြင်းပြုစုတတ်ခြင်းတတ်တာရှိဖို့ရန်အတွက်လိုပါတယ်ဟာလေလုယာအဲ့လိုပြောတဲ့အခါမှာဒီဖယားလူတွေကအဝတ်ပြုတာခံချင်လို့လိုချင်လို့ဆိုတဲ့ point ကိုမမြင်စေချင်ပါဘူးဒီဖယားလူတွေနဲ့ကျွန်တော်ချီးကျူးခွင့်ရတဲ့အချိန်ကာလဆိုတာက very limit ဖြစ်ပါအမြဲတမ်းစက္ကန့်တိုင်းအချိန်တိုင်းတွေ့ရတာမြင်နေရတာအဝတ်ပြုနေရတာမဟုတ်ပါဒါပေမဲ့ကျွန်တော်အဝတ်ပြုဖို့ရန်အတွက်ပြုစုဖို့ရန်အတွက်အခွင့်အရေးအချိန်ခါရတိုင်းမှာတင်းတဲ့ကျွန်တော်ကအကောင်းဆုံးအဝတ်ပြုစုတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဒါဆိုရင်ဒီမတောင်းတဲ့စုတွေကပါဖခင်ကကျွန်တော်တို့ကိုလိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့မာစာဂျေဇုပြုသူရဲ့လက်တော်ကိုထင်ရှားစေမှာဖြစ်တယ်ဆိုရကိုဒီရှုနေမျိုးသူအမျိုးသမီးအထက်တာကနေပြီးတော့ဝိငါခွာပေးခြင်းနဲ့ရောက်တန်းဖျားသူကောင်းကြည့်ပေးပါစေ